လာတုံလေးစိတ်ထဲမှာမိသားစုတွေရဲ့နှုတ်ဆက်တန်တွေဝေရမ်းနေတဲ့လက်တွေရက်ရည်စက်တချို့တွေကြံခဲ့ transit တွေဖြတ်ပြီးနေရကြီးက destination တစ်ခုစီခေါ်လာပြီလေဟိုမှာမြေနေရတဲ့တန်တွေကြီးကဒီနှစ်တော့ငါတို့အိမ်တစ်လုံးကိုစတန်တော့ပြန်စားတယ်ပထမဆုံးခြေလမ်းတွေကကန်ဝေးပေါ်ပျော်ရွှင်မှုလမ်းဝေးကြော်မယ်ဆိုတဲ့အသီးကိုငါရင်ပတ်တဲ့ကိုထိုးထည့်ဝိုင်းလာစုတဲ့ခန္ဓာကိုယ်ကိုတိုးခဲ့ပြီးတော့တွေ့ရမယ်ဒုက္ခတွေတို့ဘသူကငိုမလဲ safety shoe ကိုစီးထားပြီး helmet ကိုဆောင်း handover လုပ်ဖို့လာခေါ်တဲ့တက်ကိုရောက်အလောက်ကလွယ်ပြီးချမ်းတဲ့မေးဖြတ်အပြော်တို့ကြောင်းကဲအာတင်ပြီးမှန်တဲ့မျက်နှာတော်ကိုပြောင်းအိပ်ပြဲမဲ့သူတွေမျက်နှာပေါ်မှာပြုံးပန်းတွေဖြစ်လောလောဆယ်သူတို့အတွက်တော့စိတ်ညစ်စရာတွေကုန်ခန်းနေရွေအတွေ့တွေကိုအမိမြေတီစံထားလေရဲ့ချိန်တန်ရင်မေးလဲရောက်မဲ့သိပြီးခံစားမနေနဲ့ချန်ထားလေခွဲကိုလာတော့မဆိုင်တာတွေအားလုံးကိုအလုံးထဲကိုစိတ်ချက်ငိုချင်နေလဲတအားပြုံးလို့မင်းနဲ့ဆိုင်တာမင်းချတော့အောက်ကပန်ပြားတွေပဲပြီးတော့ပင်လေပြေကိုဦးတိုက်လိုင်းတွေထန်သွားပါစေခွဲအချိန်မတန်သေးတော့လေအိမ်ပြန်ဝင်မရှိတဲ့ရက်တွေမြေမထိတဲ့ခြေဘဝကတန်ပြားတွေနဲ့ကတ်နေတရွက်ပီတီရဲ့ကျွေခဲ့ရွက်စုပ်ပြက်ကလေးတဲ့စာရွက်တွေဘယ်သူနားလဲပေးနိုင်ပါလဲတအိုးနဲ့ပိုင်နဲ့မြည့်ရှိအသွေးနဲ့သားနဲ့တိဆောက်ထားတဲ့တကယ်တမ်းတို့ကဆက်တူမခံချင်စိတ်နဲ့မာနာတရားကလမ်းဟောင်းလေးကရွက်ကျွေပုံစစ်ဖြစ်တဲ့လူမိသွားတော့ပြုံးမိပါရဲ့အဆက်ပြေအားကြောင့်မိလည်းမလွန်ပါဘူးတော့အိတ်တန်းပြန်နဲ့ညှက်ကျွေနမိုးလေးအိတ်ရလို့ရဲ့ပင်လေကြီးကိုခင်အတွက်ပြီးကောင်းဘေးကတပ်ပုံလေးတွေမြင်ဝဲညှိတော့ရှင်တဲ့တီချစ်ပင် have a let မကိုင်လို့နေတဲ့ကိုအတူကတူခါတန်ကောက်ပဲပေးတဲ့ဟိုးတိတ်တိုက်ကြီးချင်းစုပါဟိုမတွေးဘူးငါခုမုံလိုက်တာမိုးတွေဘလောက်ပဲသဲပါစေရေခဲမဲ့ရောက်တဲ့ temperature ကအယိုးတဲ့တီကိုခဲကနေလဲခဲပါစေချမ်းတဲ့တန်ကိုအဲ့ဒါလို့ပြစ်ချခဲ့မှာဝေးငါမိသားစုစားဝတ်နေရင်နာကငါလက်ထဲမှာဟေးခါတလေလည်းမနစ်သက်လို့မစားချင်တဲ့ဟင်းကိုအရသာအတွက်မဟုတ်ငါတို့အဟာရအတွက်အတင်းမျိုးပြီးတော့လန့်ဆွဲဘေးနာကရေတန်မှုပလင်းကိုလက်ကြောင်နဲ့မစင်းကျင်တဲ့အရာတွေကိုရှင်းဖို့အချိန်စရာတိုင်းဖြစ်နေခဲ့တဲ့ဝင်လေထွက်တဲ့နှလုံးကုန်တန်တွေခမားတို့မှမကြုံဘူးတာဒီတော့မယ်တို့ပြုံးပုံပြန်သလေပေးတာယူကျွေးတာစားပြီးခိုင်းတာလုံးမပြတ်မပြောနဲ့သူစိတ်နဲ့ကိုယ်ကိုမနေချင်လေလည်းမဝယ်ပြီးပြန်ဖို့ကွယ်အချိန်မတန်သေးတော့လေအိမ်ပြန်ဝင်မရှိတဲ့ရက်တွေမြေမထိတဲ့ခြေဘဝကတန်ပြားတွေနဲ့ကတ်နေတရွက်ပီတီရဲ့ကျွေခဲ့ရွက်စုပ်ပြက်ကလေးတဲ့စာရွက်တွေဘယ်သူနားလဲပေးနိုင်ပါလဲတအိုးနဲ့ပိုင်နဲ့မြည့်ရှိအသွေးနဲ့သားနဲ့တိဆောက်ထားတဲ့တကယ်တမ်းတို့ကဆက်တူမခံချင်စိတ်နဲ့မာနာတရားကလမ်းဟောင်းလေးကရွက်ကျွေပုံစစ်ဖြစ်တဲ့လူမိသွားတော့ပြုံးမိပါရဲ့အဆက်ပြေအားကြောင့်မိလည်းမလွန်ပါဘူးတော့အိတ်တန်းပြန်နဲ့ညှက်ကျွေရေချမြေချပင်လက်ထဲမှာငွေတော့ပွေချရတဲ့နေညပြန်ကရတဲ့ငွေစားခံစားရတဲ့အသွေးအသာတန်မှာမလာဟဲမတွေးထားမှန်မကတဲ့နေညကကြမှာရှာကွယ်ရွှေကစားတန်တရားဘဝရဲ့ရှေ့လျာပြန်လာရမယ်နေကမကြပါအားတဲ့ဆွေကတာရရတဲ့ဝေးမှာမိသားစုအတွက်တွေးကမကောင်းတာငါအတွက်ရေးမပါရောက်ချငါရဲ့ချွေမြတ်တာကဘဝရဲ့ရေးပါရေးပါဒီစိတ်တပိုင်းပဲရှိပါတယ်အစိတ်တဲ့အမျိုးမျိုးကြောင့်အသက်ပေးလိုက်ရတဲ့လူတွေခန္ဓာကိုယ်အစိတ်ပိုင်းဆုံးရှုံးလိုက်ရတဲ့လူတွေအများကြီးပါပဲဘာလို့လုပ်နေလဲမေးရှင်းရှင်းလေးပါကျွန်တော်တို့ကတင်မောသားတွေပေါ့တခုတော့ပြောချင်တယ် please don't tell like you know us because you will never know us if you are not a seaman